ကျွန်တော်ခုရောက်နေတဲ့နေရာကကွီးကျဲရေတံခွန်ဖြစ်ပြီးတော့မဲတပုံရွာမှာရှိပါတယ်ဒီရေတံခွန်ကတော့အခုလိုမျိုးဖေဖော်ဝါရီလတွေမှာအရန်လှတက်ပြီးတော့လူသွားလူလာလည်းများပါတယ်ရေတံခွန်မရောက်ခင်မှာတော့အခုလိုမျိုးအစားတောက်တွေနဲ့တောက်စရာတွေလည်းရောင်းပါသေးတယ်ရေဒီကွန်စမ်းကြောင်းကဆိုလို့ရှိရင်တော့မိုးနှောင်းပိုင်းကာလတွေမှာဆိုလို့ရှိရင်အခုလိုမျိုးရေကတော်တော်လေးကိုကြည်ပြီးတော့အရန်အေးချမ်းပါတယ်ခုကျွန်တော်တို့ရောက်နေတဲ့ချိန်ကတော့ရာသီဥတုတော်တော်လေးပူပေမဲ့ဂျာနီနာကရေလာကူးတဲ့သူတွေလာလေကြတဲ့သူတွေတော့တော်တော်လေးများပါတယ်ကွေးကျဲကိုလာမယ်ဆိုလို့ရှိရင်တော့လန်ခီကျွမ်းတဲ့သူတွေနေကန်နေနဲ့လာတာကတော့ပို့ပြီးတော့အသင့်တော်ဆုံးပါပဲအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်